အခုစံသက်ပြပေးမှာကတော့ Liveverse application မှာမြန်မာ font စလုံးကြည်ချင်းသေးချင်းအကြောင်းအရာအတွက်ပဲဖြစ်ပါတယ်ဒီဖုန်းလေးကတော့ Vivo မျိုးစားဖြစ်ပါတယ်ဒီဖုန်းလေးကတော့ Oppo မျိုးစားဖြစ်ပါတယ်ဒီဖုန်းလေးနဲ့ကျွန်တော်ပေါက်ချရင်းစထုတ်ပြပါမယ်ဒီဘက်ကဖုန်းလေးနဲ့ပေါက်ချထုတ်ပြပါမယ်ကျွန်တော်တို့ဒီဘက်ကဖုန်းမှာဒီဘက်ကဖုန်းနဲ့ထုတ်တာလေးရပါတော့မြန်မာစလုံးတွေအရင်သေးပါတယ်ဒီဘက်ကဖုန်းသုံးပြီးထုတ်တာကြတော့ကျွန်တော်တို့ဘောချာစလုံးကကြည့်လို့အဆင်ပြေပါတယ်ပုံမှန်စလုံးပဲဖြစ်ပါတယ်ဒီဖုန်းနှလုံးကတူညီတဲ့ဒီ printer နှလုံးပဲသုံးပြီးထုတ်ထားလေးပဲဖြစ်ပါတယ်သုံးထားတဲ့ software ကလည်း Liveverse software အတူတူပဲဖြစ်ပါတယ်အဲဒါကြောင့်မြန်မာဖုန်းကြည်ချင်းသေးချင်းဆိုတဲ့ကိစ္စရပ်လေးတွေမှာသုံးထားတဲ့ပုံမျိုးစားလေးကလည်းအကျိုးသက်ရောက်မှုရှိတယ်ဆိုတာလေးကိုသိရှိနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာလူကြီးမင်းတို့မြင်တဲ့အတိုင်းပဲစလုံးလေးတွေသေးပါတယ်ခင်ဗျာဒီဘက်မှာတော့စလုံးလေးတွေကြီးရတာအဆင်ပြေပါတယ်ကြီးပါတယ်ခင်ဗျာဒီမှာ menu စလုံးလေးလည်းရှင်းကြည့်လို့ရပါတယ် menu စလုံးလေးတွေ site အကြီးသေးလေးတွေရှင်းကြည့်လို့ရပါတယ်ဟင်းပေါ်ဒီမှာဖောက်ချလေးရပေါ့နော်ဟင်းပေါ်စလုံးလေးတွေကြီးသေးလေးပေါ့နော်ရောင်းချတဲ့ကုန်ပစ္စည်းအကြီးသေးလေးတွေပေါ့အားလေးတွေရှင်းကြည့်လို့ရပါတယ်